Hello 大家好ဒီနေ့မှာတော့ကျမရဲ့ចောင်းတွားတဲ့ blog လေးနဲ့အတူကျမစာလိလာတဲ့နီလန်လေးတွေလည်း share လုပ်ပြီးမှဖြစ်ပါတယ်မနေ့အရာထားတာနဲ့မနေ့တည်းသွားတိုက်ပြီးတော့မနေ့စာစားဖို့ပြင်ဆင်ပါတယ်မနေ့စာအတွက်နန်းကြီးတုံးနဲ့ပလာတာလေးပဲစားလိုက်ပါတယ်လူတယောက်အတွက်တနည်းတာမှာဆိုရင်မနေ့စာကအရေးကြီးဆုံးပဲလို့မှတ်သားဖို့ပါတယ်ဒါမှပဲကျမတို့ရဲ့တနည်းတာကိုအားရင်ပြပြဝါနဲ့စတင်နိုင်မှာဖြစ်ပါတယ်စားတော့ပြီးတော့မနေ့ညက online တန်းရှိလို့စာသိမ့်မလုပ်နိုင်ပါဘူးဒါကြောင့်မလို့ဒီမနေ့မှာစာတိချစေရပါတယ်ကျမအနေနဲ့ကတော့ပထမဦးဆုံးကျောင်းကတင်ခဲ့တဲ့ရှုံးဆူတွေနဲ့တွေးဟွားတွေကိုအရင်ချက်ပါတယ်အဓိကဒီ minute တွေရနေပြီးတော့ကျမတို့ရဲ့နေ့စဉ်ဘဝမှာဘယ်လိုအသုံးချမလဲဆိုတာသိနေမှဒါလျင်ကျမတို့ရဲ့ speaking ကတိုးတက်လာမှာဖြစ်ပါတယ်ပြီးတော့ကျမတို့အကြောက်ဆုံးဖြစ်တဲ့ဟန်စစ်တွေခြာရေးပါမယ်ဟန်စစ်တွေရေးတဲ့အခါမှာအရန်ခက်တဲ့စကားလုံးတွေတွေ့ရင် YouTube မှာရှာပြီးတော့ရင်းနှီးတွေလိုက်ကြည့်ပါတယ်ဒီလိုမှပဲစိုးချက်မမှန်ကန်နဲ့ရင်းနိုင်မှာဖြစ်ပါတယ်ရေးထားပြီးတဲ့ဟန်စစ်တွေခဏမိတာကတော့ကျမတို့တရုပ်စာလေ့လာတဲ့လူတိုင်းကြုံတွေ့ရမယ့်အခက်အခဲတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မိလို့ဆိုပြီးတော့မှလက်မလျှော့လိုက်ပါနဲ့ဒီလိုပဲရေးရင်မိရင်နဲ့ပဲအဆင်ပြေတော့ပါလိမ့်မယ်ဒါချက်ပြီးတဲ့နောက်မှာတော့ကမန်းကရန်နဲ့အကြောင်းကိုအပြေးလွှားသွားခဲ့ပါတယ်ကိုเจ้าရောက်တော့နောက်တောင်ကြနေလောက်ရှူရနောက်ကြရင် fine ကြီးပါတဲ့ဒါကသူများတွေကိုစာမေးနေတဲ့အချိန်အသားနဲ့မှဗီဒီယိုရိုက်ထားတာကျမတို့တမ်းမာလေးနေ့တိုင်းလောက်ရှူတွေကစာမေးတယ်ပြီးရင်စာအလွတ်ရေးရတယ်ဒါကြောင့်မို့လို့နေ့တိုင်းစာကိုတေချာချက်သွားရပါတယ်အတန်းစင်းတော့ဒီတစ်ပတ်ပိတ်ရက်မှာစာဖို့ဟင်းထင်းရွက်တွေတောင်းရပါတယ်ပိတ်ရက်မှာအပြင်ထွက်စရာမလိုအောင်ဒီနေ့ကလေးနဲ့လိုအပ်တဲ့ဟင်းထင်းရွက်တွေအကုန်ဝယ်ခဲ့ပါတယ်အိမ်ပြန်ရောက်တော့အရန်ပြမန်တော့လို့ဆိုပြီးအိမ်ကမောင်လေးကိုပဲတရက်တီးလေးခိုင်းလိုက်ပါတယ်ပြီးတော့တရက်တီးလေးစားပြီးတော့အနားယူလိုက်ပါအောင်မယ်ဘိုင်ဘိုင်